Okay အားလုံးပဲမင်္ဂလာပါကျွန်တော်အခီပါကင်မရာလေး Okay အားလုံးပဲမင်္ဂလာပါကျွန်တော်အခီပါအရင်ဆုံးကျွန်တော်ရဲ့ဒီအတန် quality မှာကောင်းတာကိုခုလိုပေးကြပါလို့ဒီဗီဒီယိုမှာကျွန်တော်ပြောချင်တာကဘာမှတော့မပြောတော့ပါဘူးကျွန်တော်ဒီအခီ anime ဆိုတဲ့ဒီ channel ကိုကျွန်တော်ဆက်မလုပ်တော့ပဲနားမဲ့အကြောင်းကျွန်တော်လာပြောတာပဲဖြစ်ပါတယ်နားမဲ့အကြောင်းကတော့ရှင်းပါတယ်ကျွန်တော်ကောင်းမလေးနဲ့ပြဟုတ်ပါဘူးစပါကျွန်တော်ဒီအခုချိန်မှာကျွန်တော်က grade 12ကျောင်းသားဖြစ်တာကြောင့်ကျွန်တော်ဒီစာဖတ်ကိုပဲဘူးပြီးတော့အာရုံစိုက်နေရတာပါအဲကြောင့်တော့ဒီ anime ဖတ်ကိုလည်းတိတ်ပြီးတော့မလုပ်နိုင်တော့ဘူးဗျာအကေ grade 12ပြီးသွားရင်လည်းကျွန်တော်ဒီ anime တွေကိုဆက်ပြီးတော့အတစ်ထွက်လာမယ့် anime တွေကိုဆက်ပြီးတော့လည်းမလိုက်နိုင်တော့လောက်ဘူးထင်လို့ကျွန်တော်ဒီ channel ကိုနားလိုက်ရချင်းဖြစ်ပါတယ်အစကတော့ဒီ channel ကိုကျွန်တော်ဘာမှမပြောဘဲနဲ့နားမယ်လှုပ်တဲ့အချိန်မှာပဲ chat box မှာကျွန်တော်လာပြောကြတယ်အခီသိပြီလားအခီအသက်ရောရှိသေးရလားအခီမင်္ဂလာဆောင်သွားရလားကြံနေအဲ့လိုလာပြောကြတော့ကျွန်တော်လည်းဒီဗီဒီယိုနဲ့လာပြီးတော့ပြောပြရချင်းဖြစ်ပါတယ်ကျွန်တော်မနာခင်ခင်ဗျားတို့သိရှင်တဲ့မိခွန်းတစ်ခုကိုကျွန်တော်ဖြေခဲ့ပါမယ်တော်တော်များများမေးကြပါဗျာကျွန်တော်ရဲ့ဒီအခီ anime ဆိုတဲ့ channel ရဲ့အတ္တဘာတူလဲဆိုတော့လာပြီးတော့မေးကြတယ်တကယ်တမ်းအဲ့ဒီ channel ရဲ့အတ္တဒီ channel ရဲ့အတ္တကလည်းကျွန်တော်ကိုယ်တိုင်ပါပဲဒီ script ရေးတာတွေအတန်တွင်းတာတွေရဲ့ဒီ channel editor တွေကဒီ video editor တွေကအကုန်လုံးအစအဆုံးကျွန်တော်ပဲလုပ်ခဲ့တာပဲဖြစ်ပါတယ်နောက်ကြရင်တော့ဒီကျွန်တော် anime မဟုတ်ဘဲနဲ့တခြားနဲ့လူစိတ်ဝင်စားမဲ့ channel ထောင်ဖို့တော့ကျွန်တော်ရှိပါတယ်အဲ့ချိန်ကျရင်လည်းလာပြီးအားပေးကြပါလို့ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်bye bye Yeah, boy.